မနေတပည့်များဆီယမတူဦးသည်တပည့်များကိုစိတ်ဝင်စားအောင်တင်ပြနိုင်သူဖြစ်ရပါမယ်ဆီယမတူဦးဟာဒီနေ့မှာဥယျာဉ်ထဲကိုတပည့်အယောက်20နဲ့အတူနှိစီပန်းအကြောင်းရှင်းပြဖို့သွားတယ်။ဆီယမကနှိစီပန်းတွေကလှတယ်အဆူးရှိတယ်အယောင်သွေးစုံတယ်ဆိုပြီးရှင်းပြတယ်။ပြီးတော့နှိစီပန်းကိုသူ့ထက်ပိုပြီးရှင်းပြနိုင်သူကိုဖိတ်ခေါ်တယ်။ကျောင်းသားတွေကသူ့ဆီယမထက်ပိုပြီးမရှင်းပြနိုင်ဘူးဆိုပြီးအကြံအိုက်နေစင်မှာဆီယမကသူတို့ကိုစာကြည့်လိုက်ကိုခေါ်သွားတယ်။ဆီယမကသူတို့ဖတ်နိုင်တဲ့စာအုပ်တွေကိုဖတ်စေပြီးနှိစီပန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးပြဖို့စာရွက်တစ်ရွက်စီပေးပြီးရေးခိုင်းလိုက်တယ်။ကလေးတွေလည်းစူးစမ်းပြီးရေးလာကြတယ်။ဆီယမကစစ်ဆေးပြီးတော်တဲ့ကလေးတွေကိုအတန်းရှေ့မှာပြန်ပြောခိုင်းစေတယ်။ချီချိုခံရတဲ့ကလေးတွေကလည်းဝမ်းမြောက်ပြီးစာပေလေးလာခြင်းစိတ်တွေတိုးပွားလာတယ်။ချီချိုမခံရတဲ့ကလေးတွေကလည်းငါတို့လည်းစူးစမ်းရမယ်ဆိုပြီးအတိတိုးလာတယ်။စာပေလေးလာခြင်းအချင်းကိုပြင့်တင်ပေးတာဖြစ်တယ်။